ပထမဆုံးတရုတ်ဆောင်မှုမှာတဲ့အခုလိုပုံစံဖြစ်နေလို့လူပြောများနေရတဲ့စံထိတ်ထားဦးစံထိတ်ထားဦးကနိုင်ငံကျော်ထိတ်တန်းမင်းသမီးတဦးဖြစ်တဲ့ခိုင်သင်းကြီးရဲ့သမီးလေးဖြစ်ပါတယ်။ငယ်စဉ်တုန်းကလည်းမိခင်အလှတရားကိုမလိုက်နိုင်တာကြောင့်ပရိသတ်ချို့ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပေမဲ့အခုချိန်မှာတော့တော်လေးလှကပရိသတ်တွေရဲ့သဘောကျခြင်းကိုခံနေရတာဖြစ်ပါတယ်။ဒါအပြင်စံထိတ်ထားဦးကမိခင်လိုတရုတ်ဆောင်ပိုင်းမှာမထူးချွန်ပဲအဆိုပိုင်းမှာသာတော်တယ်လို့ပရိသတ်တွေကသိကြတာဖြစ်ပါတယ်။ခိုင်သင်းကြီးကိုယ်တိုင်ကလည်းသမီးဖြစ်သူရဲ့တရုတ်ဆောင်ဆွဲရည်ကိုမသိသလိုအဆိုတော်ကြောင်းကိုပဲချီးကျူးနေကြဖြစ်ပါတယ်။ဒါပေမဲ့စံထိတ်ထားဦးကအကုန်လုံးအံ့ဩမြင်သက်သွားစေမဲ့ကာရက်တာမျိုးနဲ့ပရိသတ်တွေရှေ့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။စံထိတ်ထားဦးကမိချဲဆိုတဲ့ရုပ်ရှင်ဇာတ်ကားမှာဝိုင်းရင်တရုတ်ဆောင်နေတူတူနဲ့တွဲဖက်ကတရုတ်ဆောင်ထားခဲ့တာဖြစ်ပြီးတော့သူမအော်ဒီဇင်နေရာကနေတရုတ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ဒီလိုကာရက်တာမျိုးဆိုတာလူတိုင်းမလုပ်နိုင်သလိုမင်းသမီးတိုင်းမလုပ်နိုင်တဲ့ကာရက်တာဖြစ်ပါတယ်။အလားပေါဦးစားပေးကရိုက်ကူးရတဲ့ကာရက်တာမျိုးမဟုတ်ဘဲနဲ့တရုတ်ဆောင်အရေးသွေးကိုသာဦးစားပေးကချပြရတဲ့ဇာတ်ရုပ်မျိုးဖြစ်ပါတယ်။ဒါပေမဲ့စံထိတ်ထားဦးကတက်သစ္စာမင်းသမီးလို့မထင်မှတ်ရလောက်အောင်တရုတ်ဆောင်ကောင်းကပြပြနေတာကြောင့်ပရိသတ်တွေနဲ့မိခင်ခိုင်သင်းကြီးတို့ကသမီးလေးအတွက်ချီးကျူးထားကြတာဖြစ်ပါတယ်။ဝိုင်းရင်တရုတ်ဆောင်တွေတို့ချောရတနာတို့နဲ့တရုတ်ဆောင်ရချိန်မှာလဲသူမရဲ့ item တွေကနောက်မှမကြမ်းခဲ့ပဲဝိုင်းရင်တွေကိုအမိလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်တက်သစ္စာမင်းသမီးတယောက်အနေနဲ့အခုလိုတာဝန်ကြီးတဲ့ဇာတ်ရုပ်မျိုးကိုပြပြတရုတ်ဆောင်နိုင်ဖို့ဆိုတာမလဲကူတာကြောင့်ဖြစ်ပါတယ်။အခုကဲနုပညာရှင်တချို့ကဇာတ်ကားအရေးသွေးထက်ပရိသတ်တွေပေါ်ကားအဖြစ်သတ်မှတ်ထားတဲ့ဇာတ်ရုပ်မျိုးတွေကိုထပ်တလဲလဲတရုတ်ဆောင်နေကြတာကြောင့်စံထိတ်ထားဦးရဲ့ audition လေးတွေအတွက်ပညာပေးဇာတ်ကားကိုပရိသတ်တွေကသဘောကျနေကြတာဖြစ်ပါတယ်။မိခင်ခိုင်သင်းကြီးကလည်းသမီးဖြစ်သူကိုသူမလိုအရေးသွေးရှိတဲ့ဇာတ်ကားတွေကိုသာရိုက်ကူးပေးစေကောင်ပရိသတ်တွေရဲ့အချစ်ကိုရရှိစေချင်တာဖြစ်ပါတယ်။အခုဆိုပရိသတ်တွေကထိတ်ထိတ်လေးကိုအစိုးရတရားအနေနဲ့လည်းလက်ခံနေနိုင်ပြီဖြစ်တယ်လို့အရေးချင်းရှိတဲ့နုပညာရှင်တရားအဖြစ်လည်းမြင်နိုင်နေကြပြီဖြစ်ပါတယ်။ခိုင်သင်းကြီးကစံထိတ်ထားဦးကိုသူမရဲ့နုပညာအရေးချင်းတွေကိုတေချာသင်ထားပေးတာဖြစ်ပြီးတော့အနုပညာအရေးချင်းရှိပြီးထင်မှသာရုပ်ရှင်လောကတွေကိုဝင်ရောက်စေခဲ့တာဖြစ်ပါတယ်။ဇာတ်ကားတွေကိုလည်းဖောဖောတည်တည်မရိုက်ကူးခိုင်းမဲနဲ့ဇက်အိမ်ကောင်းကပညာပေးဇာတ်ကားမျိုးတွေကိုသာရိုက်ကူးစေတာဖြစ်ပါတယ်။ပရိသတ်ချစ်ကိုအပြေအဝရရှိထားတဲ့ဝိုင်းရင်မင်းသမီးတယောက်အနေနဲ့သမီးလေးကိုသူမရဲ့နုပညာအရေးချင်းတွေပေးထားခဲ့တာဖြစ်ပါတယ်။အရွယ်တင်ကောင်းလှပနေတဲ့ခိုင်သင်းကြီးကိုပရိသတ်တွေကစကားတွေပြန်လဲရိုက်ကူးစေခြင်းကြပေမဲ့ခိုင်သင်းကြီးကအသက်အရွယ်တစ်ခုကြောင့်အနုပညာအလုပ်တွေကိုနားလိုက်ပြီးတော့စီးပွားရေးဘက်ကသာလုပ်ကိုင်ပေးနေတာဖြစ်ပြီးတော့မိခင်ကောင်းအနေနဲ့မိသားစုဘဝနဲ့သာပြတ်တန်းနေတော့တာဖြစ်ပါတယ်။ဒါကြောင့်မိခင်ရဲ့အနုပညာအမွေကိုရရှိထားတဲ့စံထိတ်ထားဦးလေးကိုပဲပရိသတ်တွေကမိခင်အတွက်ပါအားပေးနေကြတာဖြစ်ပါတယ်။ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာတဲ့အနုပညာရေးချင်းရှိတဲ့စံထိတ်ထားဦးကိုပရိသတ်တွေကနောက်ဇာတ်ကားတွေအတွက်လည်းဘယ်လိုဇာတ်ရုပ်မျိုးတွေရိုက်ကူးမလဲလို့ရင်ခုန်နေကြတာဖြစ်ပါတယ်။လူကြီးလူငယ်တွေအကုန်လုံးရဲ့အားပေးမှုကိုရရှိထားတဲ့စံထိတ်ထားဦးကလည်းမိခင်ဖြစ်သူလိုအောင်မြင်တဲ့ထိပ်တန်းအနုပညာရှင်တယောက်ဖြစ်လာအောင်မှာဖြစ်ပါတယ်။ထိပ်တန်းအနုပညာရှင်တွေရဲ့သားသမီးတွေဆိုရင်ပရိသတ်တွေကသူတို့ရဲ့မိဘတွေလိုပြည့်စုံခြင်းကြတာဖြစ်ပါတယ်။ပရိသတ်တို့ကစံထိတ်ထားဦးရဲ့တရုတ်ဆောင်အရေးချင်းအပေါ်အမြင်လေးတွေကိုပြောပြသွားခဲ့ကြပါအောင်ရှင်။